လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှ िख ိုးပါ၏ဗျာဒီလိုရှ िख ိုးရမှာတညရဲလားညတိုင်းလားညတိုင်းပါဗျာဘုန်းကြီးကတညရဲရှ िख ိုးစေခြင်းလားညတိုင်းရှ िख ိုးစေခြင်းညတိုင်းရှ िख ိုးစေခြင်းပါဗျာရှ िख ိုးမှအမောခံပြီးတိုက်တွန်းရတဲ့ဘုန်းကြီးမောကျူးနတ်မှာလားရှ िख မခိုးမှမောကျူးနတ်မှာရှ िख ိုးမှမောကျူးနတ်ပါဗျာငါးညတိုင်တိုင်ကျင်းပတဲ့တရားပွဲကြီးမှာစီစီကားကားရောက်လာကြတဲ့ပိဋကဟာဒီကနေ့နှုတ်ဆက်လက်ဆောင်အနေအချင်းဗါတဲ့ကြည်ညာထားတဲ့တရားတော်ငတ်မို့ခေါင်းပါကတ်ကြော်လွှာအများချမ်းသာမည်ဆိုတဲ့တရားကောင်းစဉ်ပေါ့ကျမ်းဂန်နဲ့ဒီလိုများပါသလားမမေးနဲ့မပါဘူးကျုပ်ကရှာရှည်ပေးထားရမှတ်ကောင်းအောင်ဒီနေရာဓမ္မကတိကထာမောဝေရိတဘောလှုပ်လိုက်ကြဒီတရားကဘုန်းကြီးတို့တချင်းကလေးနဲ့ကတ်ဟောရတချင်းဆိုခြင်းနဲ့ဘုန်းကြီးဆိုတော့တချင်းနဲ့ကြီးကတ်ဟောနေတာပဲလို့လည်းအပြစ်မတင်ကြနဲ့အနုပညာရှင်များသည်ဖေတော့မောင်တော့တချင်းများတွင်မဆိုကြပဲနဲ့ဘာသာရေးဆွဲဆောင်မှုအနေအချင်းတရားနဲ့ပတ်သက်တဲ့ဓမ္မဂီတတချင်းတွေများစွာရေးနိုင်ကြပါစေဆိုနိုင်ကြပါစေဆိုတဲ့အနေမျိုးအချင်းဘုန်းကြီးတို့ကလည်းအဲ့ဒီလိုသာသနာရေးနဲ့ပတ်သက်ပြီးတော့ရေးတဲ့ဆိုတဲ့တချင်းတွေကိုအားပေးတယ်ပိဋကဒီကနေ့တချင်းနဲ့ကတ်ဟောမှာကမေလှမြိုင်ဆိုထားတဲ့သမင်းပရိသာဆိုတဲ့သချင်းနဲ့ကပ်ပြီးတော့ဟောရနည်းနည်းလေးနားထောင်ကြည့်ပေါ့ခြေစင်းလေးနဲ့အတန်ကတော့စချင်းអော်ရမှာမို့အစဉ်ပြေခြင်းမပြေပါနစ်သွားရင်လည်းခင်ဗျားတို့ဝိုင်းဆယ်ကြတယ်ဗါတဲ့ကတ္တဗရှင်တော်နစ်မှာအော်မထွက်တဲ့ဘုန်းကြီးအတန်ပူမရတာဆိုရင်ဒါပတိမကျေနပ်ဘူးထအောင်ကတ္တဗရှင်တော်ဖယားနဲ့ဒီရစတာနော်ကိုရမရှင်တော်စัจ जा ဒါဘာပြောတာတချင်းဆိုနေတယ်လောက်တယ်မမှတ်နဲ့ကတ္တဗမြတ်စွာဘုရားနဲ့ဂေါရမမြတ်စွာဘုရားဒီနှစ်စုရဲ့အကြားမှာလို့ဒီလိုဆိုထားတယ်ဗါတဲ့ကတ္တဗရှင်တော်ဖယားနဲ့ဂေါရမရှင်တော်စัจ जा သာသနာပအချင်းအခါမှာစိတ်တင်အောင်တို့များနောက်ကငါအတန်လေးပြပြီးဘလောက်ဟန်ကြလိုက်ဒီတိုင်းလာတကူပြီးတော့ဗါတဲ့ဘာယာနှစ်သည်တထေခေါ်တွင်တယ်မင်းတကတထေကြီးနဲ့စန္ဒဗရုမာဇနီးတို့ဟာသာတော်တနည်းဆရာတထေနဲ့သူမနာဒေဝီကျင်းဖဲလို့သာကျွန်းတော်ပုံနာတို့မှာအလုံးငါဥစုပေါင်းနေထိုင်ကနားထောင်စမ်းပြိဿဘာယာနာတိုင်းပြည်မှာတဲ့မင်းတကတထေတဲ့လက်ချိုးခဲ့စန္ဒဗရုမာဒေဝီ
နှစ်ယောက်ရှိသူတို့မှပေါက်ဖွားတဲ့သားဖြစ်တဲ့ဒနင်းစရတထေး၃ယောက်ချွေးမဖြစ်တဲ့သူမနာဒေဝီ၄ယောက်ကျွန်းပုံနာဘယ်နှယောက်တော့ဘုန်းကြီးပြောမယ်မှတ်စမ်းပါမင်းတကတထေးကြီးစန္ဒဗရုမဒေဝီဘယ်ကြောင့်မနော်မင်းတကတထေးကြီးစန္ဒဗရုမဒေဝီဒနင်းစရတထေးကြီးသူမနာဒေဝီကျွန်းပုံနာဘယ်နှယောက်တော့ဒီတစ်ခေါက်ပြောမယ်ဘယ်၈ယောက်တော့ဟဲ့ဒီကောင်မလေးတွေတောင်ကြောက်ကြောက်ကြောက်နေအိတ်ချင်နေတာတဲ့အသေးချာနားထောင်ဟေ့မင်းတကတထေးကြီးစန္ဒဗရုမဒေဝီဒနင်းစရတထေးကြီးသူမနာဒေဝီကျွန်းပုံနာ၅ယောက်အဲ့ဒီ၅ယောက်ဒီတထေးဘဝနဲ့နေလာခဲ့ကြဂေါရမမြတ်စွာဘုရားနဲ့ကတ္တဗမြတ်စွာဘုရားသာသနာအကြားနာမချမ်းသာစရာစကားကြီးသူတို့ကြားလာကြဘယ်လိုစကားလဲဆိုတော့အခါတော့သုံးနှစ်ပြေကဒုဗိခကကြီးဆိုင်ရောက်လာမှန်တော့ဒုဗိခန္ဒရကတ်ဆိုတာသုံးနှစ်ကကြွေးကြော်လူသားတွေငတ်မော့ခေါင်းမှာအစာရေစာရှားပြီးတော့သေချေပျက်စီးကုန်ကြလိမ့်မယ်ငတ်မော့ခေါင်းမှာတဲ့ကတ်ကြီးဆိုင်လိမ့်မယ်ဟောဒီသတင်းစိုးကြီးပေါ်လာတထေး၅ယောက်တုံလှုပ်သွားဟာငါသေးကုန်တော့မှာလေမဖြစ်ဘူးတို့ငါမခံဘူးရွှေငွေစိန်ကြောက်စတဲ့ယရနာတွေမထားနဲ့တော့စဘာတွေဝယ်ကြစို့ကြည်အလုံးပေါင်း2500ဆောက်ကြည်အလုံးပေါင်း2500ဆောက်ပြီးတော့ရွှေတွေငွေတွေမထားဘဲနဲ့စဘာတွေကြီးဝယ်လှောင်ကြခုခေတ်လို့ဆိုဂိုတောင်ကြီးတွေပေါ့ငါမောခေါင်းမတဲ့ကတ်ကြီးလွန်မြောက်အောင်တဲ့ပြိဿဘယ်လိုပင်လှောင်ခဲ့ကြတော့လဲတနေ့ကြတော့ဒီကတ်ကသုံးနှစ်ပြည့်တွေ့ရမယ်ကိုအဲ့ဒီကြည်အလုံးပေါင်း2500ကပို့တဲ့စဘာတွေကိုကျွတ်တို့ပုတ်တည်တဲ့ထက်ပုတ်ထဲကပို့တဲ့စဘာတောင်းတဲ့ကပို့တဲ့စဘာအိုးတဲ့ကပို့တဲ့စဘာဆက်လောင်းတဲ့အဲ့ဒီမှာကျန်းနေတဲ့စဘာများကိုမြင်ညက်နဲ့နယ်ပြီးတော့အိမ်နံရောင်မှာတထေးကတော်ကြီးကညံနဲ့ကတ်ဒီလိုညံနဲ့ကတ်ထားခဲ့တဖြည်းဖြည်းစားတော့လာလိုက်ကြတာဒုဗိကန္ဒရကဆိုင်မဲ့နှစ်ကြတော့ကြည်2500စဘာတွေကုန်ခဲ့ခင်ဗျားတို့ကအောင်းမေ့မှာပေါ့ဘုရားကြည်အလုံးပေါင်း2500ကစဘာတွေကုန်တယ်ဆိုတော့သူတို့9ယောက်ဘယ်လိုများစားပြည့်တုံးဘုရား9ယောက်ထဲစားတာမှမဟုတ်ပဲနဲ့တထေးဆိုတော့ကြေးကျွန်တွေကအများကြီးဝိသခဇတ်ထုတ်ထဲကြတော့ဒနင်းစရတထေးကြီးဆိုတာအဲ့ဒီမင်းတကရဲ့သားတာကေတမြို့တဲပြီးတော့တရားနာပြိဿမင်းတကတထေးရဲ့သားတော်မှကျွန်းရွာ14ရွာခြံရံထားကျွန်းရွာတရွာကိုကျွတ်တို့တီဟိုကဒေဝနံပိယတိတ်သမင်းအုပ်ချုပ်တဲ့တိုင်းပြည်တဲ့ကြီးတဲ့ကျွန်းရွာ14ရွာတထေးဒါတော့မင်းတကသားရှိသေးတယ်အဲ့ဒါမင်းတကတို့တထေး5ဦးဆိုတော့ကြေးကျွန်ဘလောက်များမယ်ဆိုတာနည်းနည်းလေးစဉ်းစားရင်သဘောပေါက်လောက်ကြည့်အခုကြည်2500စဘာတွေကုန်ခဲ့ကုန်တော့ကြေးကျွန်တွေခေါ်တယ်အမောင်တို့လာကြရှေ့ရောက်အောင်ခေါ်လို့မင်းတို့တွေငတ်ပြီးတော့သေကြမှာငါသနာလို့
ငါမီးပြီးတော့စားနေတဲ့လူအများကိုငါကျွေးချင်လွန်းလို့ကြည်အလုံးပေါင်း2500စဘာတွေလှောင်ခဲ့ပါတယ်ကွယ်တို့သို့တော်လည်းပဲတစ်ဖြည်းဖြည်းစားပြီးတော့လာခဲ့တာကုန်ကြပြီကွယ်တို့ဒါကြောင့်မင်းတို့ကိုငါမကျွေးနိုင်တော့ဘူးအဝေးသွားပြီးတော့အမောင်တို့ကိုဝန်းစားကိုရှာပြီးစားကြကုန်တော့တနာတော့တနာလိုက်ပါရဲ့မကျွေးနိုင်မဲ့အတူတူမို့အဝေးသာသွားကြပြီတော့ကြီးကျွန်းနေမျက်ရည်ကျတထဲကြီးခမညာကျွန်တော်တို့ပဲစီသွားလို့ပဲစီလာရမှာတော့နဂိုကမှတထဲကြီးကိုမှီးပြီးတော့စားခဲ့ကြရတဲ့ကျွန်တော်တို့ဘဝအဝေးရောက်လို့လဲစားရမှာမဟုတ်ပါဘူးအဝေးရောက်လို့လဲမစားရမယ်အတူတူတော့တထဲကြီးချေရင်မှာပဲမစားပဲနဲ့တထဲကြီးအမှုကိစ္စကိုကျွန်ုပ်တို့လုတ်ကင်ဆောင်ရွက်ပြီးတော့ဒီနေရာပဲသေခြင်းသေကြပါစေတော့အဝေးမသွားပါရစေနဲ့ငါမနှိမ့်ဆက်ကြပါနဲ့ကွယ်တို့မင်းတို့ရှိနေမှာတော့မကြွေးပဲနဲ့လဲငါဒီအမှုတွေမခိုင်းရပါဘူးဟိုတော့ငါတထေးမကြွေးနိုင်မဲနဲ့တော့ငါမခိုင်းရဘူးတဲ့ငါခိုင်းတာကိုလုပ်ရင်ထိုက်တဲ့ထိုက်တန်တဲ့ကျွေးမွေးမှုတော့ငါပြုကျင်တာပဲမကြွေးနိုင်မဲ့အတူတူတော့မင်းတို့သွားကြပြီတော့ငါစိတ်ဆင်းရဲအောင်မနှိမ့်ဆက်ကြပါနဲ့အဲ့ဒီကြတော့လေအရှင်သခင်ကိုတနာလာသွားပါရစေခမညာတဲ့တထေးကြီးသွားပါရစေဆိုပြီးတော့တထေးကြီးနဲ့တထေးကြောကြီးရှေခိုးပြီးတော့အဝေးသို့ထွက်ကြရှာသည်တထေး9ယောက်ပဲစားလာခဲ့ကြသူတို့9ယောက်ပုတ်ထဲကအိုးထဲကတောင်းထဲကဒီလိုစားလာခဲ့တထေးကြောကအိမ်နံရံကိုမြင်ညက်နဲ့ညံနဲ့ကတ်ထားတဲ့ဇဘာတွေကိုရေကလေးနဲ့ကျင်လိုက်တော့9ယောက်စားလောက်တော့ရအဲ့ဒီဇဘာလေးလူခိုးမှစိုးရင်လို့အိုးထဲထည့်ပြီးဇလောင်းမုံလေးနဲ့ပိတ်ပြီးမြေကြီးတဲ့တွင်းတူးမြုပ်ထားဆိုတယ်နော်ဇဘာကိုမြေကြီးတဲ့မြုပ်ရတဲ့ဘဝပေးသားကြီးခုခမည်းတော်တွေဇဘာကိုဒီလိုများအိုးကလေးတဲ့ထဲပိတ်ပြီးတော့မြေကြီးတဲ့မြုပ်ရသလားပြိဿမဟုတ်ပါဘူးဗျာဘယ်မြုပ်ရမလဲငတ်မော့ခေါင်းပါတဲ့ကဆိုင်မှမဆိုင်ဖဲနဲ့ဆိုင်မှမဆိုင်ဖဲနဲ့မြုပ်ရဘူးခမည်းတော်ကျွတ်တို့ဘောဆန်နေဇဘာတွေဒါကြောင့်တရားနာပရိသတ်ကြီးဟိုခမည်းတွေတော့ခမည်းတော်လိုမဟုတ်ကြပဲနဲ့မြေကြီးတဲ့မြုပ်ထားကြောက်စရာကောင်းတယ်နော်ပရိသတ်ကြီးငတ်မော့ခေါင်းပါတဲ့ကဆိုင်လာလို့ရှိရင်ယောကန္တရကနောက်ကလိုက်ရဲ့မှာဘောစားတဲ့နဲ့အစာမစားရတော့မစားတဲ့အစာတွေစားလာမဖြစ်တဲ့ယောဂါတွေဖြစ်လာလို့အဲ့ဒါယောကန္တရကနောက်ကလိုက်ရဲ့ကြောက်เสียကောင်းဒါတွေလားလို့ဆိုတော့မဟုတ်ဘူးငတ်လာရင်ဒုဗိကန္တရကဖြစ်လာရင်သတ္ထန္တရကလည်းပါလာနိုင်တယ်ငတ်မရှက်တဲ့ကြိုက်မရှက်တဲ့ပြီးတော့ဗါတဲ့ငိုက်မရှက်သုံးပါငတ်လာပြီဆိုရင်တောင်းလိုက်မယ်တောင်းလို့မရရင်ခိုးလိုက်ခိုးလို့မရရင်လူကြလိမ့်မယ်လူလို့မရရင်တတ်လိမ့်မယ်တဲ့ဘိဇာလူချင်းတတ်တဲ့တတ်ထန္တရကဒုဗိကန္တရကစငတ်လာရင်လူချင်းတတ်တဲ့ကတတ်ထန္တရမစားတဲ့အစာတွေစားလို့ယောဂန္တရကနာယောဂတွေများပြီးသေးကုန်ကြအမှန်တန်ကြောက်စရာကောင်းကြည့်အခုဇဘာမြေကြီးတဲ့မြုပ်ထားရငတ်မော့ခေါင်းပါတဲ့ကတ်ကြီးကြောင့်ဒီကနေ့တော့တထေးကြီးကပြန်လာတဲ့ဘုရင်ထံက
တထေကတော်ကြီးရဲ့ဘာလေးများစားစရာရှိတို့အော်ပုတ်ထဲအိုးတဲ့တောင်းတဲ့ဆလောင်းတွေကစဘာတွေကုန်ခဲ့ပြီလေတော်အမြင်ပဲဒါပေမဲ့လို့ကျုပ်အိမ်နံရံကိုမြင်ညက်နဲ့ကတ်တဲ့စဘာလေးတော့ကျင်ထားတာရှိတယ်9 ယောက်စာလောက်လူခိုးမှဆိုလို့ကျုပ်မြေကြီးတဲ့တွင်းတူးမြုပ်ထားတယ်တော့အဲ့ဒီစဘာလေးသွားဖော်လိုက်စဘာလေးတွေထောင်းဖုတ်ပြီးအခွန်ချွတ်လိုက်တော့တခွက်9 လက်မယ်လောက်ပေါ့ဗျာရလားတခွက်ဆိုတာနှိုးစီဘူး4 လုံးရှိ9 လက်မယ်ဆိုတော့9 လုံးရှိ9 ယောက်စာလောက်ရတယ်ဆိုကြပါစို့အဲ့ဒီ9 ယောက်စာလေးကိုပြောတယ်တထေးကြီးတဲ့ထမင်းရဲ့လို့စားရင်တော့တနတ်ထဲစားပြီး9 ရက်ပြည့်သေးယုံရှိတာနောက်ထပ်မျောလင်းချက်ထမင်းမရှိဘူးဆံပြုတ်လေးကျူတော့ရင်တော့ကျွတ်တို့နတ်ပေါင်းများစွာတောက်ရလိမ့်မယ်ဆံပြုတ်ဖဲတောက်မလားထမင်းမဲ့စားမလားထမင်းမဲ့စားကြမှာတယ်ကွယ်ဆံပြုတ်မတောက်ချင်ဘူးဒါနဲ့ထမင်းချက်လိုက်ထမင်းကြက်တော့တထေး9 ယောက်စားမလို့တရားနာပြိတ္တာဟန်ပြညပကံများလေးတွေနဲ့ခုပြီးတော့တထေး9 ယောက်လဲစားမလို့ပြင်ပြီးပါလေရောလာပြီပြိတ္တာကြီးဗါတဲ့ခုသချင်းလေးကပြစ္ဆေကဗုဒ္ဓရှင်မြတ်ကြွားများလို့အလှကံဝင်ရောက်လာခုမစားရင်သေးနောက်မင်းသေရမှမလွဲပါခွန်2 ရက်မြတ်လာအသက်ရှင်မှုအရေးဆိုတာလေအဲ့ဒီလိုပြစ္ဆေကဗုဒ္ဓကြွလာပြီအနန္တမူလှိုင်ဝကတပိတ်တော်ကြီးပိုက်လို့ပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကြွလာတော့လေမြင်မိတထေးကြီးဟာအလှကံပုဂ္ဂိုလ်ကြွလာပြီဟဲ့မင်းတကမင်းနောက်ဘဝကပြုတ်တဲ့ဒါနမစင်ကြယ်လို့ဒီဘဝပစ္စည်းချမ်းသာတဲ့တထေးဖြစ်တော်လဲကြည်အလုံးပေါင်း2500စဘာတွေကုန်ခဲ့တာပေါ့ဒီကကြီးကြုံရတာမင်းပြုတ်တဲ့ဒါနဟာမတန်ရှင်းလို့ဖြစ်ရဒီဘဝငါစားမဲ့တဏ္ဍစာမစားလဲသေမှာစားလဲ9 ရက်ပြည့်သေမှာသေမဲ့အတူတူတော့မင်းမစားနဲ့လှူတော်ပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကမင်းလှူတော်ဒီထမင်းတနပြင်နောက်ထပ်မျောလင်းစရာမရှိဘူးဒါတောင်အလှူကံပုဂ္ဂိုလ်လာတာခေါင်းမကြည့်ဘူးခေါင်းကြည့်ရလားပြိဿမေးရအောင်တောင်ငူမြို့ကပရိသတ်ကြီးကိုအလှူကံပုဂ္ဂိုလ်လာတော့ခေါင်းမကြည့်ဘူးလားဥစတိလာတို့လာတော့ကောကြာလီကံကြာညိုကံတို့လာတော့ရောမကြည့်ပါဘူးခေါင်းမကြည့်လို့လှူလိုက်ကြတာမနေ့က2000ကျော်တရား2 ည9000လောက်တော့အသာလေးနဲ့ရမယ်မြို့ခုနှစ်ကလာပြီးတော့ဘုန်းကြီးလျှောက်တယ်2000တော့ကျော်လောက်ပြီဖျားမနာသေးဘူးအစောကြီးလှူထားတာခေါင်းမကြည့်ဘူးဟောဒီမြို့ကသူ့ဓမ္မပရိယတ္တိစာပြန်မွေးကြီးကျင်းပစဉ်အခါတုန်းကတည2000ကျော်3000ကျော်ကျုပ်အလှခံတာဟောဒီစာပြန်မွေးကြီးအတွက်ခမရတို့ဝိုင်းလှူကြတာဒီလေရွှေဆန်းတော်မြတ်စွာဘုရားအတွက်ဆိုရင်လှူလိုက်ကြတာ3000ကျော်သွားခေါင်းမကြည့်တဲ့မြို့ဆိုတော့အလှကံဘုန်းကြီးတွေကလည်းတိုက်တွန်းရပါကြိုးစားပြီးတော့လှူကြအခုဆောင်းကိစ္စနဲ့ပတ်သက်ပြီးတော့တန်ဃာတော်အပါ90ကျော်ရှိတဲ့သူတို့မှာပရိယတ္တိစာပြန်မွဲကြီးကိုစာဖြေကြမယ်စာပြန်မွဲဝင်ကြမယ်စာသင်သားတွေအတွက်လဲတောင်ငူမြို့ကပြစ်မထားကြနဲ့ဆုံးအုပ်ကလေးတွေတာဝန်ယူကြပါတနေ့စာတနေ့မနှဲရှာစားရတဲ့လူတွေကိုတော့ဖြင့်ရှိပါစေတော့ပင်ပင်ပန်းပန်းစားကြရှားရတဲ့လူတွေကိုတတ်နိုင်ကြတဲ့တိုက်ကြီးဓာကြီးအင်ကြီးသွမိုးကြီးတွေနဲ့နေကြတဲ့တောင်ငူမြို့ကချမ်းသာကြတဲ့တရားတော်မတွေကဒီတန်ဃာတော်တွေပြစ်မထားကြပါနဲ့အားကိုးရတယ်နော်မြို့ကျက်တရေဆောင်ဒီတန်ဃာတော်တွေရှိလို့ဒီစာပေပရိယတ္တိတွေ
မပြောက်ပြက်အောင်ထမ်းဆောင်ကြလို့ခမည်းတော်တွေသိရနာရကြားရတယ်တတ်နိုင်သလောက်ဖောက်တယ်ချတယ်ခမည်းတော်မှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်လူကံပုဂ္ဂိုလ်များလာလို့ခေါင်းမကြီးဘူးဆိုတော့လေကျုပ်ကတိုက်တွန်းရပါတယ်ကြိုးစားကြပါဒါကြောင့်ဘုန်းကြီးလေဟိုဆွမ်းအကျိုး၅ပါးဆိုတာတောင်တရားနာပြိဿဟောခဲ့ဘူးပါလေဟောခဲ့ဘူးလားပြိဿကြီးအဲဆိုကြည့်စမ်းမနောက်ကသက်ရှိစင်လာကျုပ်တန်ကအရေးတဲ့ကတ်ကတ်မအော်လို့ပါဆိုစမ်းမသက်ရှိစင်လာချမ်းသာကြဖို့အမှန်တကယ်ခွန်အားနဲ့ပညာကျွယ်အလုံးမြတ်တဲ့အလှပါကွယ်အလွန်မြတ်တဲ့အလှပါကွယ်ခွန်အားနဲ့ပညာကျွယ်မြတ်ဖယားဒီသနာသေချာမဆန်းအင်းကိုထိုးကြောင်းပြခဲ့တယ်ဟာနေလျှောကြီးပါလားသေချာဆိုဟေးဗါတဲ့မြတ်ဖယားဒီသနာသေချာမဆန်းအင်းကိုထိုးကြောင်းပြခဲ့တယ်ဟုတ်ပြီငါးပြသောအကျိုးတရားကိုမမှားရသောအကူအကားမို့နလန်းသွားဖို့စောင်းနှံမြည်ပါတယ်အတော်တွေနဲ့နော်တချင်းကအတော်မပါလို့စီးမပြေဘူးမအောင်မင်းနဲ့ခွန်းလင်းကနေရလဲအတော်နဲ့သေချာနားထောင်ကြည့်ဘုန်းကြီးတော်ပြမယ်ခင်ဗျားတို့လူထဲမတော်ပါနဲ့တော်ချင်အိမ်ကြောင့်မှတော်လူထဲအတော်လွဲနေပဲနဲ့လို့အဲဘုန်းကြီးနည်းနည်းလေးတော်ပြနားထောင်ကြည့်ငါရသောအကျိုးတရားကိုမမှားရသောအကူအကားမို့ဟုတ်ပါလေဗါတဲ့ခွန်းလင်းကညစကပြန်လိုက်တာအကောင်းထမရထူပါဦးခင်ဗျားတို့လည်းနားထောင်ကြိုလဲဆိုရတာဗါတဲ့အစကသက်ရှိစင်လာချမ်းသာကြဖို့အမှန်တကယ်ခွန်အားနဲ့ပညာကျွယ်အလုံးမြတ်တဲ့အလှပါကွယ်အလုံးမြတ်တဲ့အလှပါကွယ်ခွန်အားနဲ့ပညာကျွယ်မြတ်ဖယားဒီသနာသေချာမဆန်းအင်းကိုထိုးကြောင်းပြခဲ့တက်တက်နဲ့ဒူနဲ့တက်နဲ့ဟာဒီလေဒါတော့အတော်ပါတယ်လို့ပြောရဆိုတော့ငါးပြသောအကျိုးတရားကိုမမှားရသောအကူအကားမို့နလန်းသွားဖို့စောင်းနှံမြည်ပါတယ်ဒီနေရာလဲအတော်နဲ့နော်သူကခွန်းနေကလို့တက်တန်နဲ့မတော်ရဘူးခတ်လျှောလျှောလေးနှိမ့်ပေးရငါးပြသောအကျိုးတရားကိုမမှားရသောအကူအကားမို့နလန်းသွားဖို့စောင်းနှံမြည်ပါတယ်တက်တက်နဲ့ဒူနဲ့တက်နဲ့သူကဒီလောက်ရှိတော့ခွန်းနေကတော်မျိုးမဟုတ်ဗါတဲ့ငါးပြသောအကျိုးတရားကိုမမှားရသောအကူအကားမို့နလန်းသွားဖို့စောင်းနှံမြည်ပါတယ်ဆွမ်းဒါနမှုစေရနာကျွဲလူရန်ညဖို့နှိုးစောပါရောဟောဗျာအစအဆုံးသွားလိုက်ပြီလူလည်းလှုပ်ပြီတလုံးနဲ့အဲဒီကအစအဆုံးသွားဟိမလေးသက်သာခိုးလိုက်ကြတာဗါတဲ့ဆွမ်းဒါနမှုစေရနာကျွဲအစအဆုံးတော့လူရန်ညဖို့နှိုးစောပါရောဘလောက်ခံကြတောင်ငူမြို့ဆိုတာအထူးပြောစရာမရှိလို့ဘာတွေပဲဆိုဘာတွေပဲပြောဘုန်းကြီးအပေါ်မှာ
ဆရာတော်သံဃာတော်ရှင်မြတ်များနဲ့တကွာလူကြီးမိဘတွေခွင့်လွတ်ပြီးသားမို့လို့ကျုပ်ကလည်းຫນွယ်ဆိုးဆိုပြီးတော့ဟိုဟာဆိုပြဒီဟာဆိုပြတရားလွန်နဲ့ရောက်တက်တယ်လည်းမလုပ်ပါနဲ့ဒီပရိသတ်ကြီးဒီလိုမှမလုပ်ပြန်ပြေးကုန်မှာမို့ဒါလေးတွေနဲ့ဆွဲဆောင်ပြီးတော့ဆွမ်းကြိုးလူငယ်ကလေးတွေတောင်အောင်မြောက်အောင်ဆိုမဲ့အစားဒီလိုသချင်းလေးဆိုရင်တန်မိုးရှိအသက်ရှိခြင်းအစင်လာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းမှန်လားပရိသတ်ကြီးဆိုကြည်သားမှာတက်ရှိစင်လှချမ်းသာရဗလဉာဏ်ပညာဘယ်နှပါတော့၅ပါးဆန်းကျုံ၅ပါးရှိဒါကြောင့်ဒါလေးကိုဘုန်းကြီးကဆိုပြရဒါကြောင့်ဆန်းအကျိုးအင်မတန်ကြီးမားပါသဖြင့်ဒီ၅ပါးသောအကျိုးကိုရခြင်းကြတဲ့တောင်ဦးမြို့ကတရားတော်မတွေကမြတ်စည်းကုံစာသင်တိုက်ကြီးကြိုးစားပြီးတော့ဆွမ်းလှူကြပါဘုန်းကြီးတို့အဖို့ကတော့အဲ့ဒီမြတ်စည်းကုံစာသင်တိုက်ရောက်ရင်ဆွမ်းအတွက်မပူရဘူးဆရာတော်တွေထံကပ်ပြီးသွားဖုံးပေးလိုက်ဇဝဲကုံကြီးအပြည့်နောက်ရက်တွေလည်းဒီလိုပြည့်အောင်ပဲကြိုးစားပြီးတော့ပို့ကြပါလှူကြပါလောင်းကြပါပေါ့တရားတရားကောင်းတဲ့မြို့မို့လို့ဘုန်းကြီးတို့တိုက်တွန်းရကဲဒီတော့ကောင်းပြီတရားနာပိဋကအခုကြည်တရားနာပိဋကလှူကံပုဂ္ဂိုလ်လာလို့ဟိုမင်းတကသထေကြီးခေါင်းကြီးရလားပိဋကကဲကောင်းမကြည့်တော့ထလှူတယ်အလူခံတော်မူပါဗျာတပိတ်ကြီးနဲ့ရက်တဲ့ပြစ္ဆေကဗုဒ္ဓသွားလှူတော့တပိတ်ကလေးဖွင့်ပေးတဝက်လောက်ကြတော့လက်ကဗျတထေကြီးတဲ့ငါကြီးမလှူနဲ့ဟဲ့မင်းဖို့တဝက်ချံအောင်ငါအကုန်လှူရင်မင်းဘာစားမလဲကွယ်လို့တဝက်ချံအောင်လို့ဗဇက်ကမမိတ်တော့လဲမိတ်တော်မူတဲ့ကဲ့သို့လက်ကလေးကံပြအလူကံပုဂ္ဂိုလ်များကတရားဓမ္မတွေပေါ်ငဲ့ပုံလေးငဲ့ဘူးလားပြိဿကြီးငဲ့ပါလေဗျာအချို့ကြတော့လဲသမန်ငါရှံငါကျွတ်တို့ဘုန်းကြီးတွေတောင်ပြောမြောက်ပြောနေဘုန်းကြီးတွေကဘာမှသိတာမဟုတ်ဘူးသူတို့မလှူတာတခုသိတာတဲ့လူတွေဖြင့်နေမအားညမအားရှားဖွေနေရဘာမှသူတို့သိတာမဟုတ်ဘူးတဲ့တရားဓမ္မတွေပေါ်လဲဘာမှငဲ့ညတာမဟုတ်ဘူးတဲ့တချို့ကဘုန်းကြီးတွေကိုတရားနာပိဋကလူဘိုလောက်ထင်နေတောင်ပြောမြောက်ပြောနေတချို့တရားတွေကများပြောသေးဒုံလမ9ရက်ဝတ်တာတောင်3ရက်တစ်ပိုင်းနဲ့ကိစ္စချောတဲ့လူတွေကမင်းပြင်းဘုန်းကြီးဝတ်ပါလားကွာဘုန်းကြီးတွေလူပြင်းကြစကားများကြည့်ရှုပြောကြစမ်းလွဲတဲ့ထင်လို့ပြောနေမလွဲပါဘူးဘုန်းကြီးဘဝမလွဲပါဘူးတရားနာပိဋကလွဲတဲ့ထင်ကျွတ်တို့ကစမ်းကြည့်လို့ပဲမှာခဲ့သူများလူတာလက်ဆေးအသာ၌စားတာလွဲတယ်ဆိုရင်ကိုင်းယောက်ျားတွေအကုန်လုံးသင်္ကန်းဝတ်ကုန်မှာပေါ့ဗျယောက်ျားတွေအကုန်သင်္ကန်းဝတ်ကုန်ကိုင်းမိန်းမတွေဘယ်နဲ့လုံးမလို့ဘလို့ရှာချွေးမလို့ညဒါပြောတာလွယ်တာမှတ်လို့သူတို့ပြောတယ်တန်ဃာတော်အရှင်မြတ်များစီဝိနည်းတော်သိက္ခာပုဒ်တွေကိုထမ်းပြီးတော့မလှုပ်သားမလှက်သားလွယ်ဘူးဗျတသွေးတဲ့တသန်နဲ့တညီတဲ့သိက္ခာပုဒ်တွေဆိုအတူထမ်းဆောင်ရဝိတ္တသင်္ကန်းကြတော့ကြည်အောင်ဝိနည်းတော်နဲ့အကိုက်ခမရတို့လိုအင်ကြီးလက်ရှိဝတ်လို့မရဘောင်းမီကြီးဝတ်လို့မရခေါင်းလောင်ကြီးစွတ်လို့မရပေါ့လေခေါင်းလောင်ဝတ်တဲ့ခေတ်ဆိုတော့ပြောရလွယ်ရမဟုတ်ဘူးဒါကြောင့်တရားနာပရိသတ်ကြီးတန်ဃာတော်တွေကိုအမှတ်မထင်ငါတို့မငယ်ဘူးမသိဘူးတရားဓမ္မတွေရဲ့ပေါ်မှာအလိုက်မသိဘူးလို့တော့ထင်မသေးပါနဲ့အခုအလှူကံပုဂ္ဂိုလ်ကငဲ့ပုံကိုကြုတ်ပြောနေတယ်ငဲ့လို့ဘောဗျခမည်းတော်လှူတာတွေဖုံးပေးပြီးတော့တန်ဃာတော်ရှင်မြတ်တွေကသီလလေးဖြစ်တော့ပေးသွားကြရေစက်လေးဖြစ်တော့ချသွားကြမေတ္တာတုတ်လေးဖြစ်တော့ချီးမြှင့်သွားကြဆွမ်းလူမောဒနာလေးဖြစ်တော့ဟောသွားကြအလကားစားလို့ဖြစ်တာမဟုတ်ဘူးစားသိရင်စားသိစားမသိရင်စားချစားမချရင်တရားဟောတရားမဟောရင်တရားအားထုတ်တောင်းလေးတောင်းဘုန်းကြီးဘုံကတောင်းကတော့ရခင်ဗျားတို့လူတာတွေစားနေရတန်တွေတန်ငဲစားရတာလွယ်တာမဟုတ်ဘူးကြည်အောင်ဆက်ရတယ်ဘုန်းကြီးဘဝကြည်အောင်မဆက်ရင်လေဟောဘုန်းကြီးများပြန်တော်မူရင်လူတွေလိုသပိတ်သွတ်လို့မရဘူးရှူးဆိုသွားတာဘယ်သွားတာတုံးတော့မမေးနဲ့သွားတာကျွတ်တို့ကြားဘူးတဲ့စကပုံလို့ဆိုကြောက်เสียကြီးမြင်းမလားကြောင်းပေါက်နွားနှကောင်မယုံလို့တကားတယောက်ကဇွတ်ရိုက်တယ်ဘုန်းကြီးကတနာလို့သွားရှာရှည်လိုက်တော့ဟိုကရှာခောက်တာပေါ့
ရိုက်ပါနဲ့ကွာတဲ့မင်းမယုံနိုင်လို့လူလည်းမပြောတတ်မငိုတတ်မယုံနိုင်လို့ပါဗျဆင်းကြီးမကန်တတ်တနာစရာမရိုက်နဲ့ကွာမင်းရှင်ကရှယုံနေတာမြေသားနဲ့မယုံနိုင်လို့ဥစ္စာဘုံကရှာရှိလိုက်တယ်အာရိုက်မှာပေါ့ကိုတော်တဲ့သူနောက်ဘက်ကဘုန်းကြီးဝေသူများလှူတာတွေစားပြီးစိတ်ပတိမှမစိတ်ခဲနဲ့တော့ဟာမကြတဲ့လူဘုန်းကြီးသေးတော့နွားဖြစ်တဲ့အတိုင်းပဲကြားရတဲ့စကားပုံဒါကြောင့်ကြည်ရှုပြီးတော့လက်တရားနာပိဿစကားပြောကြဘုန်းကြီးဘဝလွယ်တယ်ထင်းထင်းနေလွန်းလို့ကြည်အောင်ဆက်ရတဲ့အစိတ်တုံးစိတ်ခဲတန်တုံးတန်ခဲကိုစားနေရတဲ့ကဲ့သို့ဒါကြောင့်မငဲ့ဘူးမထင်ပါနဲ့တန်ဃာတော်တွေငဲ့ဘူးအလှူခံပုဂ္ဂိုလ်ငဲ့ပုံကိုပြောနေတဲ့တရားနာပိဿကြည်အခုတဝက်လောက်ကြတော့လက်ကပြမင်းမို့ချံအောင်ဆိုတော့တထေးကြီးကမှန်လားပါဗျာတဲ့ဒီဘဝအတွက်မချီမြောက်ပါနဲ့တပည့်တော်တန်တရားအတွက်ချီမြောက်တော်မူပါဗျာဒီဘဝတဏ္ဍစာလေးမငဲ့ပါနဲ့ဗျာတန်တရားခရီးစင်းစင်းရဲရဲနဲ့ရှောင်းရမှကြောက်လွန်းလို့ဗျာအလှခံတော်မူပါဗျာဆိုအကုန်လောင်းပြီးတော့ဆူတောင်းတယ်လေဘယ်လိုတောင်းလို့ဆိုတော့ဘုရားတပည့်တော်ဒီဟောဒီဆောင်းလူရသောကောင်းမှုကြောင့်ဒီလိုငတ်မို့ခေါင်းပါတဲ့ကတ်မျိုးမကြုံရပါလို့ဤခေါင်းစင်းမင်္ဂလာပြုတ်ပြီးတော့ကောင်းငင်မော့ကြည့်လက်ခမောင်းခတ်မိသောခါကြည်2500စပါးရီအကုန်ပြည့်ပါစေသာလိုချင်တာတွေအကုန်တောင်းတဲ့စုတွေအကုန်ပြောရင်များမှာဆိုလို့လိုရင်းလေးလောက်ကျုပ်ပြောအရှင်မရတို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဖျားဆုတောင်းပြည့်စေကဗုဒ္ဓရှင်မြတ်ကလည်းအိစီတံပတ္တိတံတုံရှံခိဗ္ဗမေဝဟာသမိတ်ဇတုဒီစုပေးလိုက်ပြည့်စေပေါ့နောက်တထေးတော်ကလည်းထလှူတဝက်လောက်လက်ကပြခုနှစ်ကတိုင်းလျှောက်ဆူတောင်းလိုက်တာကလည်းဒီကံမျိုးမကြုံရပါလို့ဤဘုရားတပည့်တော်ထမင်းကိုတလုံးနဲ့လက်ဝဲလက်ဖြစ်ထမင်းကိုကင်လက်ရလက်ဖြစ်ရောင်းမကိုကင်၍ထမင်းအိုတလုံးနဲ့ဇဘူးတွေတကြုံလုံးခူးကျွေးတော်လည်းမကုံတော့ကိုဖြစ်ရပါလို့ဤဖျားအရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဖျားကိုတယောက်အတွက်မတောင်းအတ္တဟိတပရဟိတအလုတ်တွေရှေးတုန်းကတထေးတွေဒီလိုလုတ်ချမ်းသာတာလည်းမပြောနဲ့ခုတော့ဟုတ်ပါဘူးကိုချမ်းသာပြီးရောဟိုဟာတွေဘယ်လိုနေလုတ်ကြပါနဲ့အဲ့ဒီတိုင်းကြည်ဆူတောင်းပုံလေးနောက်တထေးသားလေးကထလူဘုရားတပည့်တော်ဟောဒီတဏ္ဍစာလှူရသောကောင်းမှုကြောင့်တောင်းတလုံးနဲ့မျိုးရိပ်ခါတွေထည့်ပြီးတော့ဇဘူးတွေကျွန်းလုံးဇဘာတွေပေးတော်လည်းမကုံတော့ကိုဖြစ်ရပါလို့ဤဒီကံမျိုးမကြုံရပါလို့ရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဗျာသူတောင်းကဒါတွေမကဘူးနော်လိုရင်းလောက်ချုပ်ပြောနေတာနောက်တထေးချွေးမလေးကလည်းထလှူဘုရားတပည့်တော်တဏ္ဍစာလှူရသောကောင်းမှုကြောင့်ငတ်မောခေါင်းပါတဲ့ကမကြုံရပါလို့ဤလွယ်အိတ်တလုံးနဲ့အစရာတွေနှိုက်ပြီးတော့ဇဘူးတွေတကြုံလုံးပြေးရမကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဖျားနောက်ကျုံပုံနာကလည်းထလှူတယ်မစားဘူးဖျားတပည့်တော်ဟောဒီတဏ္ဍစာလှူရသောကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့ဤထွန်သွားတစ်ချောင်းနဲ့ထွက်ပြီးတော့ထွန်တဲ့ချိန်ခါမှာလက်ဝဲလက်ရ၃ချောင်းစီပွားပြီးတော့ထွန်သွား9ချောင်းရထင်ရပါလို့ဤဖျားဖျားတပည့်တော်သည်ဟောဒီအရှင်သခင်များရဲ့ဖြစ်လေရဘဝဒီတထေးကြီးတွေရဲ့ကျွန်သားဖြစ်ရပါလို့ဤဖျားဟိုင်မွဲကျင်တဲ့ခွေးပါတဲ့ကျွန်ကကျွန်စုပြန်တောင်းဟိုတုန်းကတထေးဆိုတော့လေတောင်းမိမှာပေါ့တပြင်းကျုံနေနှင်လှုပ်ပေမဲ့သူ့တထေးတွေနဲ့လက်ရည်တပြင်းကြီးထိုင်စားရတော့တောင်းပြီးမှာပေါ့ကျုံပုံနာကခုခေတ်သိမ့်တီပေါက်တဲ့တထေးလောင်ညာဘာဂယုဆိုင်လိုက်ဟိုတုန်းကတထေးမျိုးမှုတောင်းတာပေါ့အခုခေတ်သူတို့ဝက်သားချက်သားချက်စားပြီးချင်းမောင်ဟင်းငပိကက်နဲ့ချင်းမောင်ဟင်းငပိချက်နဲ့ဟုတ်တယ်ဗျာငပိကက်တော့ဖြစ်သူတို့ဝက်သားချက်သားတွေချက်စားပြီးတော့ချင်းမောင်ဟင်းငပိချက်နဲ့ကြေးကျွန်းတွေပြစ်ထားတဲ့အခုခေတ်ကတ်စီးနဲ့တထေးမျိုးဆိုရင်လည်းဘယ်တောင်းလိုက်တကယ်တထေးတွေမှုလို့တောင်းဆူတောင်းကြကြဂယုဆိုင်ကြပါဆူတောင်းရေးကြီးပါတယ်ပြေးသားကြီးဆူတောင်းရေးမကြည့်ဘူးလားခင်ဗျားတို့ကျုပ်သာသနာပိမှန်ကြီးအတွက်ထောင်ချီပြီးလှူကြတဲ့တရားဓမ္မတွေဆိုတော့လေတရားနာပိသဆူတောင်းတတိဝေးရပါတယ်တချို့ဆူတောင်းမှားတာလုံး
ဖန်တင်ပန်းတင်နိဗ္ဗာန်မပါဘူးချိုးခွားကြီးတွေလေတကြိုးပဲကြိုးနဲ့ဒီလင်းဒီသားဒီမယားနဲ့ဒီအစတောင်းမှတ်ထားအောင်သေးသေးချာချာတချို့ကြတော့ငှက်ဖြစ်တောင်တကိုင်းနဲ့ဆင်ဖြစ်တောင်တကျွန်းနဲ့တရိษံဖြစ်တောင်သစ်ခဲအတူဝါခြင်းဘယ်လိုဆူတောင်းနေမှလည်းမသိဘူးတချို့ကိုယ်အတန်လည်းကိုမကြဘူးဖွားကြီးတွေနောက်ဆက်တွဲလေးပါသေးဥမကွာကန်တိုင်းမှပြဲဆိုတာတဲ့လူကသေးကုန်ပြီဥကမကွဲကျင်သေးဘူးတောင်းပုံတချို့များတရလွန်တောင်းတဲ့ငံပြရဖြစ်တောင်တပလင်းနဲ့နေရပါလို့ဤပေါက်ရှာတောင်းဆူတောင်းကယူဆိုင်ကြနော်ဆူတောင်းမှားတတ်မြင်ဦးလားတရားနာပြည်သာရှမ်းဖိုးကြီးတယောက်လေမဆက်တော်ရဖရသွားဖရဖူးပြီးတော့တကိုးကြီးတဲ့ဆူတောင်းပြည့်တယ်ဆိုတော့တောင်းနှလုံးထားရတာပင်ပန်းလွန်းလို့ဖယားတပည့်တော်ဟောဒီပန်းစီမိဖယောင်းနဲ့လှူရသောကောင်းမှုကြောင့်နိဗ္ဗာန်တော့မတောင်းမဲနဲ့ထမ်းလာတဲ့တောင်းနှလုံးဖြင့်ပေါ့ပါရစေပါဖယားဆူတောင်းကုန်ကြည့်တော့သူကတောင်းနှလုံးပေါ့ပါစေဆူတောင်းတော့နောက်ကလူတယောက်ကတောင်းနှလုံးအလစ်သုတ်သွားပြီခိုးသွားပြီမရှိဘူးဖယားဆူတောင်းပြီးတောင်းနှလုံးထမ်းမလို့လှဲ့ကြည့်လိုက်တော့မရှိဟောဗျာငါတောင်းနှလုံးမရှိအဲ့ဒါလေဟောဒီဖယားဆူတောင်းပြည့်တယ်ဆိုတာဟုတ်တယ်သူကပေါ့ပါစေတောင်းထားတာကိုဖယားတကိုးကြည့်ကျင်တော့တခိုးပေးရအဲ့ဒါလေဒီဖယားဆူတောင်းပြည့်တာဟုတ်တယ်လို့ဖယားချိန်မုံပေမဲ့လို့ဆူတောင်းပြည့်တာလွန်လှကြည့်လားရဲ့လို့အမလေးခုတော့ထမ်းစရာမရှိအောင်တောင်းပေါ့တဲ့ဖယားပါလားနော်ပြည့်စည်းကုန်တော့ဖယားပြန်အပြစ်တင်ဆူတောင်းပြည့်တာလွန်လှကြည့်ရဲ့လို့အမလေးလွန်သနော်နောက်ကပါတယ်တော့ဟဲ့လွန်သနော်မန်းရွှေဆက်တော်ဆိုတာအဲ့ဒီတုန်းကစပေါ်တာဆူတောင်းပြည့်စည်းကုန်လူပန်းနဲ့တော့ဆူတောင်းမှားရဲ့ဒါပေသည့်တရားနာပြိဿဆူတောင်းကြောင့်လဲကိုတော်လေးတစ်ပါးတော့မြဲသွားဘူးလေရန်ကုန်မှာကိုတော်လေးတစ်ပါးကငါမှားစားရှိကုန်မှားတော့တော်ပြီတဲ့ဘုန်းကြီးဘုရားနေရတာလူထွက်တာကောင်းတယ်ပြင်းစရာကောင်းမနဲ့မိုးလင်းချမ်းဆေးဆုံးခံထွက်ဆုံးခံပြန်လာညောင်းနဲ့ဆုံးခံရတာလေးသပိတ်လဲစည်းလောက်ပိုက်ရိုက်စားပြီးစားတဲ့စားကျက်တရတမောအိတ်ညစားပြန်မနဲ့မိုးလင်းဆုံးခံထွက်ဆွမ်းစားတပိတ်ဆေးကြောမောက်စားတဲ့တရတမောအိတ်စားကျက်ညစားပြန်မနဲ့မိုးလင်းဆုံးခံထွက်စဉ်းစားလက်ဆက်သက်တဲ့ဘုန်းကြီးကခြာလဝတ်လဲနာတော်ပြီးပြင်းနဲ့ထွက်တာကောင်းတယ်ဒါပေမဲ့လို့ရွှေတကုံဖယားဝတ်ပြုတ်ပြီးမှငါထွက်မယ်ဆိုပြီးတော့ဖယားဝတ်အပြုတ်သွားတာလူထွက်မဲ့နေ့တက္ကမတယောက်ကလည်းကိုတော်လေးလာတာမမြင်ဘူးဖယားရှေ့ထိုင်ပြီးဆူတောင်းဖယားတပည့်တော်ဟောဒီပန်းစီမိဖယောင်းတိုင်းလှူဒန်းပြီးတော့ဖယားတပည့်တော်သည်ရှေ့ခိုးရသောကောင်းမှုကြောင့်ဒီဘဝကစပြီးတော့နောက်ခါမှာဖုံးကြီးလူတွေများနဲ့ဖြင့်ဘယ်ဘဝကမှာဘုရားနဲ့ဟောဗျာဘာလဲသူဆူတောင်းတာလူထွက်မလို့ဒီကလာတာတက္ကမနောက်ဘာတွေတောင်းအောင်မလဲလို့ထနာထောင်တော့လေဒါပဲဖယားတပည့်တော်သည်ဟောဒီပန်းစီမိဖယောင်းနိုင်လှူဒန်းပြီးတော့ရှ िख ိုးရသောကောင်းမှုကြောင့်ဖယားတပည့်တော်သည်ဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်ဘဝကမှာဘဝတောင်ချီလိုက်တက္ကမဒီဘုန်းကြီးလူတွေတဲမုံတော်ပြီကွာထွက်ဘူးဆိုပြီးတော့ရန်ကုန်ကိုတော်လေးတစ်ပါးမြဲသွားဘူးတဲ့တက္ကမဆူတောင်းကြောင့်အဲ့ဒီလိုဆူတောင်းမျိုးတော့လေအတော်သားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးဆူတောင်းမှကိုဆိုရင်လို့သတိပေးနေပါသည်ကိုင်းဒီလိုနဲ့တထေငါဥတရားနာပြိဿလှူတော့ပြည့်စေကဗုဒ္ဓကပြည့်စေလို့စုပေးပြီးပြန်ကြွဒီကလည်းတရာပလဝဟိုကလည်းတရားနာပြိဿကြီးတခိုး80ပတ်နဲ့ဆိုတော့နန္ဒမူလှိုင်ဝကြွသွားလိုက်တာသပိတ်တလုံးတည်းနဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်900ကိုထုတ်ပြီးကတ်လိုက်တာဖုံးပေးလို့မကုန်နိုင်အောင်
ဒါတွေကိုမြင်ရတော့တရားတရားကသိအာကြီးဝမ်းမြောက်ကြတာပေါ့ဒီလိုနဲ့စားစရာမရှိလို့တရားနာပရိသတ်အိတ်ကြရောပေါ့နောက်အိယာကနိုးတော့တထေးကြီးကမေးဟေးတထေးကတော်ကြီးဘာတော့ဝင်းနေပူလောင်လိုက်တာကွာဆာလိုက်တာစားစရာများမရှိဘူးလားဟောတော့ဒုက္ခပဲသူအတိသားနဲ့နောက်ဆုံးတနတ်စာလေးပြည့်စေကဗုဒ္ဓကျွမ်းလာလို့9ယောက်စလုံးလှူလိုက်ကြတာဓမင်းအိုးဆေးကြောထားပြီသူအတိသားနဲ့ဟေးတနာလိုက်လေချင်းတထေးကြီးကိုတနာလိုက်လေချင်းတထေးကြီးဘာမှစားစရာမရှိတော့ပါဘူးလို့လည်းငါပါဇက်ကထွက်ရမှကြောက်လိုက်ပါပြီတရားနာပရိသတ်ကြီးစားစရာမရှိတော့ဘူးလို့ပါဇက်ကမထွက်ရဘူးတဲ့မရှိဘူးဆိုတဲ့စကားကိုသုံးရမှကြောက်သွားတယ်ကြောက်ဘူးလားပရိသတ်ခမရတို့လည်းနောက်မရှိဘူးဆိုတဲ့စကားသုံးရမှကြောက်တော့မလားပရိသတ်ကြောက်ပါဘူးလူလိန်နေရှိရသားနဲ့လိန်ရောဘာဖြစ်မရှိဘူးဘာဖြစ်မရှိဘူးမြင်မလားတရားနာပရိသတ်တို့လေတဲ့ဈေးမသွားရသေးလို့တနတ်စာလောက်ကျက်သွန်လေးငရုတ်လေးချီးပါလို့ဆိုတော့တို့တောင်တနတ်စာရှာချင်းရမှာဘာဖြစ်မရှိဘူးပြောတယ်ခင်ဗျားတို့မထာတော်သေချာမရှိဘူးဆိုတဲ့စကားသုံးရင်လုံးပါပြီးတော့ခင်ဗျားတို့မွဲကုန်လိမ့်မယ်ရှိရသားနဲ့မလိန်ကြနဲ့မှန်ရလားပရိသတ်ကြီးဇဘူရိတ်နမိတ်ထွန်းတဲ့ကျွန်းနဲ့ဘာမှလို့နမိတ်ထွန်းတဲ့ကျွန်းမြခင်ဗျားတို့ဟိုတုန်းကပြောနေကြလွန်ခဲ့တဲ့နှစ်တွေကဘယ်နဲ့တော့ဟိစီးပွားရေးဆိုမစားတာပါဘူးကွာခင်ဗျားတို့စကားတွေနဲ့ခင်ဗျားတို့ပဲမစားတာပါဘူးကွာအသုံးအနှုန်းတွေပြောပါတယ်တယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်တာကအစငါတူမပဲကလာတော့ကျမဈေးရလာတယ်ငါတူမချမ်းသာပါစေတော်တော်လေးချမ်းသာပါစေတော်ကောင်းမှုလားပြိတ္တာမေဘယ်လာတော့ဟဲ့ငါတော့လာတယ်ကွာချမ်းသာပါစေကွာတကယ်ချင်းလည်းချမ်းသာပါစေကွာကောင်းမှုလားကောင်းပါဗျာနောက်တယောက်နဲ့တယောက်တွေ့ရင်ဘယ်လိုပြောတော့ချမ်းသာပါစေဘယ်လိုပြောမလို့ချမ်းသာပါစေခုတော့ဟုတ်ပါအောင်တယောက်နဲ့တယောက်နှုတ်ဆက်တာကစားမင်းမသေးသေးပဲကိုကွာမသေးလို့တွေ့နေမှပြန်တောင်ပြောမြောက်ပြောနေအတိတ်ပဲမရှိတဲ့စကားကြီးလျှောက်သုံးကြနမိတ်ထွန်းတဲ့ကျွန်းတော်တရားနာပိဿဇဘူရိတ်တောင်ကျွန်းဘာမှလို့တော့မပိဿမြင်မလားအယူတော်မင်္ဂလာတို့လက်ဖြတ်ဇက်ဖြတ်ရှာဖြတ်အင်မတန်နမိတ်ဖတ်ရဲဘရင်ရှိအုပ်ဆောင်ကြီးနဲ့အုပ်ထားဘာမှမမြင်ရဘဲနဲ့ဖွင့်မကြည့်ဘဲနဲ့ဘာကောင်ရှိတုံမေးတယ်ဗျခမရတို့ကျွတ်တို့ဘဲနဲ့လှုပ်ဖြေမလို့ဟိုမှာကြည့်တရားနာပိဿနမိတ်ကြည့်လိုက်တော့လမ်းဆင်တွေ့ခဲ့ဟောဆင်တော့အုပ်ဆောင်နဲ့အုပ်နိုင်ဆင်းနဲ့တူတာဘာရှိတော့ဝက်ဘာကောင်လုံးမေးတာဝက်သားဆိုတော့လည်းကြွားကြကြီးဝက်နဲ့တူတာဘာရှိတော့ကျွဲအင်းဖြစ်နိုင်တဲ့အုပ်ဆောင်တဲ့ကျွဲမှန်လားပါကျွဲရှိကြောင်းပါဗျာဟဲ့အင်းကြီးမြဗျာကျွဲတော့မှန်နေပြီကွမှန်လားပါဘယ်နှကောင်ရှိတယ်ဆိုတာရှင်းဆက်ပြီးစင်မေးတော်မူပါဗျာဟဲ့အယူတော်မင်းလားမင်္ဂလာဘယ်နှကောင်တော့ဟဲ့မေးလိုက်လမ်းတွေ့ခဲ့တဲ့ဆင်က3កောင်တွေ့ခဲ့တော့မှန်လားပါ3កောင်ရှိကြောင်းပါဗျာရဲကြီးနမိတ်ဖတ်ဖြီကျွက်ကတကောင်နဲ့အုပ်ထားတာ3កောင်ဆိုတော့ဟာမဟာဖွင့်ဆိုပြီးဖွင့်လိုက်တော့ကျွက်မကြီးကအဲ့ဒီထဲတင်ကျွက်ကလေး2កောင်မွေးနေဟော3កောင်နမိတ်ထွန်းတဲ့ကျွန်းဘာမှလို့ပြီးတော့ဘရင်ရှိရွှေကုတ်အေးလေးချတာလက်နဲ့ဆမကြည့်ပဲနဲ့အချိန်မလောက်ရှိတုံးမေးအချိန်မလောက်ရှိတုံးမေးတော့လေလမ်းစင်တင်းကိုကတ်တီကျိုးနေတာတွေ့ခဲ့တဲ့နမိတ်နဲ့ဖြေချလိုက်တဲ့ကတ်ကျိုးဆိုတော့မှန်လားပါကိုကြသားရှိကြောင်းပါဗျာချေကြီးတရွေးသားမရော့ဘူးနမိတ်ထွန်းတဲ့ကျွန်းတော်ကောင်းတာလေးတွေကြည်သုံးညတရားနာပြေးသားကောင်းတာလေးတွေကြည်ပြောကြခင်ဗျားတို့ကနမိတ်မရှိတဲ့စကားတွေအလွန်သုံးဒါကြောင့်တယောက်နဲ့တယောက်တွေ့ရင်ငါတူမှာချမ်းသာပါစေတော်တော်လေးချမ်းသာပါစေရှင်ကောင်းလားဟဲ့ကောင်းပါလေဗျာဘာကြီးချမ်းသာပါစေငါတူလေးလည်းချမ်းသာပါစေကွာကောင်းမှုလားကောင်းပါလေဗျာဘုန်းကြီးပြောလို့ချမ်းသာပါစေဆိုပြီးဘိုက်ထဲကသေပါစေဆိုတဲ့စိတ်ကြီးနဲ့လည်းမလုံနဲ့
အဲ့ဒါအပေါ်ပဲတရားနာပြိဿတကယ်မေတ္တာစိတ်လေးတွေမွေးလို့မေတ္တာမိုးကြီးရွာရဲ့ဟဲ့ဒုတိုင်းပြည်ချမ်းသာတယ်ဆိုတာမြေကြီးလက်နဲ့ခတ်တာကလွဲလိမ့်မယ်ဟဲ့တခုခန်းနေရင်ဒီလိုလက်ထည့်ပြောပါသေးတာမေတ္တာခေါင်းပါတဲ့လူတွေဆိုတော့မြေကြီးလက်ခတ်တာကလွဲလိမ့်မယ်တခုခန်းနေရင်ဆိုတာမထည့်လို့ဖြစ်ကုန်မဖြစ်ဘူးတော့ကြဂတိကတ္တကမြေကြီးလက်နဲ့ခတ်တာမလွဲဘူးလို့ဘုန်းကြီးကပြောတော့ကွာဆိုပြီးကန်ကျမ်းစင်မော်ရိုက်လွဲမှာပေါ့တခုခန်းနေတာကိုကတိကတ္တဖြစ်မှာစိုးလို့ဒါကြောင့်တရားနာပိဋကကြီးမေတ္တာတရားကိုထားကြစမ်းပါနမိတ်ရှိတဲ့စကားကိုသုံးကြစမ်းပါနမိတ်ဆိုတာပြတ်တတ်ကျုံမကွေးသွားတရားဟောမနှစ်ကကားခွေးနှစ်ခါတိုက်တန်ကြိုးရောက်လာတယ်တပည့်တယောက်ကအဖေသေးတယ်တပည့်တယောက်ကအမေကြီးသေးနမိတ်ဘာမှလို့ဒါကြောင့်ခွေးများမတက်အောင်ကြည့်မောင်းပါကွာလို့တရဝါတဲ့ခွေးတိုက်တာတော့မကောင်းဘူးလို့ကတတလုံးတဲ့ခွေးသေးရောကွာမလုံးနဲ့ကွာခွေးတိုက်ကားနာတယ်လို့အင်မတန်ဆိုးတဲ့နမိတ်ကွာလို့ကြုံဘူးတာတရားနာပိဋကဒါကြောင့်တရားနာပိဋကကြီးကောင်းတဲ့စကားကိုရွေးသုံးကြစမ်းမှာဟိုမှာမရှိဘူးဆိုတဲ့စကားကိုပြောရမှာတထေးကြော်ကြီးကြောက်နေပြီကြောက်ဘူးလားပိဋကကြောက်တော့မရှိဘူးမပြောချင်လို့သူလဲအမြင်မဲ့ကိုင်းထမင်းအိုးလေးငါယူပြမယ်ဆိုပြီးတရားနာပိဋကရေထမင်းအိုးလေးပြမယ်ဆိုပြီးမိဖို့တဲ့ဝင်သွားထမင်းအိုးလေးကအလိုလိုပြည့်ထမင်းနဲ့ပြည့်နေတဲ့တရားနာပိဋကဟောတော်မလီငါစိတ်ထင်လို့လားတရေတွေများကြလို့ထမင်းမြင်လိုက်တော့ငါနေတာကိုဟောတော်တအားပြေးပြီးကြည့်လိုက်တော့ဟဲတော်ဟောတော်အားသိနေတာထမင်းနဲ့မြင်ရတော့ထမင်းနဲ့ပြည့်နေပါဘောလားတထေးကြီးတော့စားရပြီဆိုပြီးတော့လက်ကလေးနှစ်ဖက်နဲ့ထမင်းုံနှခမ်းလေးမပြီးထေးကြီးပြီးတောင်ပြီးဦးတရောသောဘာနဲ့ဝမ်းသာလုံးလို့တထေးကြီးတောင်ပြီးဦးထေးကြီးတဲ့တော်သေးခွေးကြီးများထွက်သွားဒုက္ခမှားတာစကားကထေးကြီးဆိုပြီးတော့ဟဲ့ဘာတို့မင်းပြီးသားခေါ်တာဘယ်လိုဖြစ်လာတာတော့ဘယ်လိုဖြစ်ရမလို့တော့ဒီမှာလေကျုပ်ကထမင်းအိုးဆေးကြောပြီးတော့ထားတဲ့ကိစ္စအဲ့ဒါမရှိဘူးမပြောချင်လို့ထမင်းအိုးပြမလို့ဝင်သွားတာအခုထမင်းနဲ့ပြည့်နေပြီတထေးကြီးရဲ့ဟာဒါဖြင့်တို့ပြုတဲ့ကုသိုလ်ဒါနဒိဋ္ဌဓမ္မအကျိုးပေးပြီဒိဋ္ဌဓမ္မတဲ့နော်ဒါကြောင့်တချို့ကလည်းပြောကြပါတယ်ခုခေတ်ဘုန်းကြီးတွေလှူတယ်ဆိုတော့လက်ငင်းအကျိုးပေးတယ်လို့တချို့ကပြောတယ်မယုံဘူးယုံဘူးတဲ့တို့များဒိဋ္ဌဓမ္မအကျိုးပေးပါဘူးပုံနာတို့ကြတော့ရှင်တုံးရှင်ခဲတွေလက်ွက်ထဲကရွှေဖြစ်တဲ့မဟာတို့ယရနာမိုးရွာတဲ့ဆွန်ကလေးတနတ်ကတ်တာတို့ဖြစ်နေတိုင်းလှူနေတာဘာမှမဖြစ်ဘူးတဲ့ခမရတို့ဖြစ်တာသိမှမသိပဲနဲ့ခမရတို့လက်ငင်းအကျိုးပေးပုံကြုတ်ပြောလက်ငင်းအကျိုးပေးတာကိုသိခြင်းရင်သံဃာတော်တွေကိုပင့်ပြီးတော့ဆုံးကတ်ကြည့်စမ်းပါပေးသားကြီးသံဃာတော်ဆုံးပင့်ကတ်တဲ့ဆိုရင်စားနေကြငရုတ်သီးချင်မောင်ဟင်းငပိချက်နဲ့ကြီးကပ်ပါမလားကပ်ပါဗျာမကတ်တော့အရင်လုံးကချင်မောင်ဟင်းငပိချက်ကိုစားနေကြတဲ့ပို့ပြီးတော့ကျက်သားဟင်းလေးဖြစ်တော့ထူးထူးဆန်းဆန်းချက်ကြသည်ချက်ဖူးလားပြိဿကျက်သားဟင်းလေးချက်ကတ်တော့သံဃာတော်တွေကအကုန်လုံးတဒုံးမှမချမ်းမဲနဲ့ဖုံးပေးသွားနိုင်မှာမလားဖုံးပေးမသွားနိုင်ရင်ကျက်သားဟင်းနဲ့ဆုံးကတ်တဲ့နေအဲ့ဒီကျက်သားဟင်းစားရမှလက်ငင်းအကျိုးပေးသည်ကျုပ်တော့လိမ်မျိုးပြောတော့မှာဟာဒီမြာစီကိုဇာတိ၌ကဆရာတော်ဥဒိဋ္ဌာနဲ့တကွာသံဃာတော်ပင့်ပြီးတော့အလျင်းသိရဆုံးကတ်ကြည်စမ်းမှာအကျိုးပေးပုံတွေပေါ်လာလိမ့်မည်သဘောပေါက်ရလားကျွတ်တို့ခက်လက်ငင်းပေါက်ရလားပြိဿကြီးအဲဒါဖြင့်ဆုံးနာကကြကြည်တရားနာပိဋကကြီးအဲ့ဒီလိုသူတို့ဟိုတုန်းကလှူရတယ်ဆိုတာကပုဂ္ဂလတံပရာပြေဆုံးတကိုပြည့်စေကဗုဒ္ဓယဟန္တာဖရာဆိုတာကတော့အကျိုးပေးမြဲကိုပိဋကခုကျွတ်တို့လှူတယ်ဆိုတာကတော့ကျွတ်တို့ကလည်းခမရတို့နဲ့နည်းနည်းလေးကွာတာဟုတ်တယ်ပူထုစဉ်ကြီးပဲခမရတို့လည်းပူထုကျွတ်တို့လည်းပူထုကြားပူရင်ထူရင်ပူရင်နဲ့ဒီလိုသေးကုန်မဲ့အမျိုးတွေဆိုတော့ဟိုပုဂ္ဂိုလ်ကြီးတွေလှူတာတော့အကျုံးပေးပဲဘူးဗောဒါပေမဲ့လို့ကျွတ်တို့ခက်လက်ငင်းရတော့ခုနကပြောသလိုကြက်သားနဲ့ကကြက်သားဟင်းစားရမှာသေချာပေါက်ပါဗျာကဲကြည်တရားနာပိဋကရေအခုဒီလိုလှူပြီးတော့
လက်ငင်းအကျိုးပေးတာတွေတွေ့ရတော့ဟေးကုသိုလ်ဒါနထိုကုသိုလ်ပြန်ပြီးတော့စုံစမ်းကြပါစို့စုံစမ်းကြကောင်းစင်မင်္ဂလာပြုပြီးတော့ကောင်းပြီမော့ကြည့်လို့တထဲကြီးလက်ခမောင်းခံပြီးသောခါကြီး2500စပါးတွေအကုန်ပြည့်တော်သည်ပြေကုန်ပြိဿကြီးတထေကတော့ကလည်းပဲတရားနာပြိဿကြီးအဲ့ဒီထမင်းအိုးလေးတစ်လုံးနဲ့ရောင်းမှလည်းခူးပြီးတော့စပူတွေတစ်ချုံလုံးကျွေးလိုက်တာမကုန်နိုင်ကျိုးပေးကုန်ပြီပြိဿလက်ခမောင်းခတ်တာနဲ့စပါးတွေပြေဘူးလားပြိဿခမည်းတော်လည်းလက်ခမောင်းခတ်ယုံလေးနဲ့စပါးတွေပြည့်ခြင်းမူလားပြိဿပြေပါဗျာခါဒါဖြင့်လက်မောင်းပြုတ်ကြယုံရှိဘုန်းကြီးပြောတာနဲ့နောက်ရက်တော့လက်ခမောင်းခတ်တော့မထင်အေးကိုအေးနက်ဖင်ကဟောဒီနာနေပြီးတော့ကောင်းငင်မော့ကြီးလက်ခမောင်းခတ်စမ်းပါဘေးရတော့ပြောမဟာတခါအေးဘာလောက်တာပါလေကိုအေးဘာလောက်တာလဲဘုန်းကြီးလက်ခမောင်းခတ်ပြည့်တယ်ဆိုလို့ကိုအေးရေခတ်ချင်ခတ်ကြည့်ပေါ့ပြေးတာကြီးလည်းအိမ်ရောက်ရင်ကိုအေးရှိကထွက်ပြီးခတ်ချင်ခတ်ကြည့်ပေါ့မဟုတ်ဘူးနော်လက်မောင်းပြုတ်ရင်တော့ကြုတ်တာကိုမရှိဘူးကိုသဘောနဲ့ကိုလှုပ်ဟိုတုန်းကအကျိုးပေးတာတွေပြောနေတာကြည့်ထမင်းရိုးတစ်လုံးနဲ့ခူးကျွေးလိုက်တာပြိဿကြီးကုန်ရလားပြိဿဟုတ်ပါဘူးဗျာအဲ့ဒီလိုစပူတွေတကြုံလုံးကျွေးလို့မကုန်တဲ့ထမင်းအိုးများပြိဿကြီးလိုချင်ကြဘူးလားလိုချင်ပါရဲ့ဗျာရှားဝယ်ကြကျွတ်တော့မှပေးနိုင်မယ်ကြည့်တရားနာပြိဿကြီးတထေသားလေးကလည်းတောင်းတလုံးနဲ့မျိုးရိတ်ခါတွေစပူတွေတကြုံလုံးပေးတာမကုန်နိုင်တော့တောင်းတလုံးနဲ့မျိုးရိတ်ခါပေးလို့မကုန်တဲ့တောင်းမြန်ရရင်လေကျုပ်လျှောက်ပြီးဝေလိုက်ခြင်းနဲ့မျိုးအတွက်ခက်တဲ့တောင်သူကြီးတွေကိုလည်းမရှိတော့ဘာမှတတ်နိုင်ဘူးကိုကမရှိတော့သူများနှခေါင်းနဲ့အသက်ရှူပိတ်မှန်လေးစောက်တာတောင်သူများအလှခံနေရတဲ့ဘုန်းကြီးဆိုတော့ဘာမှတတ်နိုင်ဘူးဟောတထေချွေးမလေးကလည်းလွယ်အိတ်တလုံးနဲ့အသပြားတွေနှိုက်ပေးလိုက်တာမကုန်နိုင်ကုန်ရလားပြိဿကုန်ပါဗျာကုန်ဘူးပြုတ်ကျိုးပေးနေတာနော်ဒီထက်ကျွန်းပုံနာကြီးကလည်းထွန်သွားတစ်ချောင်းနဲ့ထွက်ပြီးတော့ထွန်လိုက်တဲ့လက်ဝဲလက်ရ3ချောင်းစီပွားပြီးတော့ထွန်သွား9ချောင်းရထင်းတဲ့ဒါကြောင့်ခုခေတ်ထွန်သွား9ချောင်းတက်နေကြတဲ့ပုံနာကစတာနဲ့ဒူပါရဲ့တရားနာပြိဿပုံနာကစတာနဲ့ဒူပါရဲ့အဲ့ဒီလိုတစ်ချောင်းနဲ့များ9ချောင်းရထင်းတဲ့ထွန်သွားပြိဿကြီးလိုချင်ဘူးလားလိုချင်ပါရဲ့ဗျာထဲဆက်တင်ငှားစားဘယ်အဲ့ဒီထွန်နဲ့ကောင်းတာပေါ့ထဲဆက်နဲ့ဆိုတော့လူကအသာထိုင်လိုက်ယုံပဲဒီတော့ဆင်းပြေတာပြိဿစက်မှုပညာထွန်းကားလာတဲ့ခေတ်လက်မှုပညာမဟုတ်တော့ဘူးမှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်တရားနာပြိဿကြီးအဲ့ဒီလိုအကျိုးပေးပြီးတော့တထေဖြစ်ယုံနေမှာကအဲ့ဒီတထေငါဥကိုအမိပြုတ်ပြီးတော့ကျွတ်တို့ဇပူဒိတ်တကျွန်းလုံးငတ်မောခေါင်းပါတဲ့ကကြီးမှကျော်လွှား၍အများချမ်းသာကြပါစီဒါကြောင့်ဒါနာပရိသကတ်သုံးပါးကကြော်တာဘာတော့ပရိသကြီးဒါနာပါဗျာဒါနာနော်ကတ်သုံးပါးကကြော်လွှားနိုင်တာဒါနာဒါကြောင့်ဒီကနေ့အနီးပေးတဲ့တရားကဘာလဲငတ်မောခေါင်းပါကတ်ကျော်လွှားအများချမ်းသာမည်ဘာတဲ့ပရိသကြီးဒါကြောင့်ဆွမ်းဒါနကြိုးစားပြီးတော့ပြုကြပါလှူကြစမ်းပါဒါနတို့စက်ညှုပ်ကြစမ်းပါကောင်းမှုလားပြိဿကြီးကောင်းပါရဲ့ဗျာဩလှူတဲ့ပုဂ္ဂိုလ်ဆိုပေမဲ့လို့လှူတဲ့ပုဂ္ဂိုလ်ကလည်းအရေးကြီးတယ်ပြိဿ၄မျိုးလောက်ရှိတယ်ဂိုင်းစိုးကြည်စမ်းနောက်ကစိုးကြည်စမ်းပါကိုယ်တိုင်လည်းလှူသည်ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်သူများကိုလည်းအလှူခိုင်းသည်အဲ့ဒီကြမှာတစ်ချောင်းချိုးတယောက်ကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းတယ်လူအဲ့ဒါတယောက်နံပါတ်1နောက်ဆိုလိုက်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါအဲ့ဒါနံပါတ်2သူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါ3ယောက်ရှိကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါအဲ့ဒါနံပါတ်4လှူတဲ့ပုဂ္ဂိုလ်ပဲမျိုးတော့မျိုးပါဗျာကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းအလှူခိုင်းတယ်ဆိုတဲ့လူကြတော့
အကျိုးပေးတယ်ပရိသတ်ရေခုရွှေဆန်တော်ဂောဘကများနဲ့တကွတရားပွဲကြီးကျင်းပပြီးတော့ကိုလည်းအကုန်ခံတယ်သူများလည်းတရားနာရအောင်ဟင်တရားရှိနဲ့နိဗ္ဗာန်ဆိုလှုပ်တဲ့ခုတကုံတိုက်ကကိုအေးတို့လိုပေါ့လေရွှေဆန်တော်ဘုရားဆိုလို့ရှိရင်တရားနာပိသသူတို့ကိုယ်တိုင်လည်းလှူကြတန်းကြတယ်လှူယုံနဲ့မကဘူးတရားတော်မတွေလည်းလှူကြအောင်တရားပွဲကြီးချကျင်းပရွှေသင်္ကန်းတွေကကြတယ်မှန်လားပိသကြီးမှန်ပါတယ်ဗျာဒါကြောင့်ကိုယ်တိုင်လည်းလှူသူများကိုလည်းအလှူခိုင်းတယ်လှူကြတော့အကျိုးပေးကကိုယ်တိုင်လှူလို့လည်းပစ္စည်းချမ်းသာတယ်သူများအလှူခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်အစဉ်ပြေးတာအဲ့ဒီအိမ်ပြောစရာကြီးပေါ့ကျွေးရမယ့်လူတွေလည်းရှိတယ်ကျွေးလဲကျွေးနိုင်တယ်ပြောစရာကြီးပေါ့ကောင်းမှုလားပြိဿနံပါတ်1ကောင်းပါတယ်ဗျာအကောင်းဆုံးပေါ့နံပါတ်2ကြတော့ကိုယ်တိုင်တော့လှူတယ်သူများခိုင်းရလားမခိုင်းဘူးကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့သူများအလှူမခိုင်းလို့သာသမီအချွေရန်ကမရှိဟမ်းမကြဘူးနံပါတ်2ပစ္စည်းတော့ချမ်းသာလို့တိုက်ကြီးတယ်ပြီးတော့တန်တကားကြီးတကြွကြွနဲ့အိမ်နဲ့2ယောက်ထဲတစ်ဆေချောင်းမှတောင်ကြောက်ရကိုယ်တိုင်လှူလို့ချမ်းသာတယ်သူများမခိုင်းလို့သားသမီးချွေရမရှိဘူးမှတ်ထားကြအကျိုးပေးတွေဒါဓမ္မပဒလာတဲ့အတိုင်းပြောနေတာဓမ္မပဒလာတဲ့အတိုင်းပြောနေတာတရားနာပြိဿကိုယ်သားသမီးမရှိလို့သူများသားသမီးမွေးစားကိုလက်ထဲတုန်းကတော့မဟာတာထောင်လို့ကိုလက်ထဲကြရှုနာရှိုက်ကိုနေမကောင်းလို့ဆေးတိုက်ဖို့ပြုတ်တာပဲကြုံပေဘူးတရားနာပြိဿသူများမခိုင်းလို့သားသမီးချွေရမရှိဘူးအထီးကြောင့်ဘဝနဲ့နံပါတ်2တဲဟမ်းကြဘူးတချို့ကြတော့လေတရားနာပြိဿကိုယ်တိုင်မလှူပေးမဲ့လို့သူများတော့ခိုင်းတယ်သူများလှူပြီးတော့ကိုယ်တိုင်မခိုင်းတဲ့နံပါတ်3လှူကြတော့တရားနာပြိဿကြီးသူများခိုင်းလို့သားသမီးချွေရနေကတော့ဘောပါရဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိဆင်းရဲလို့မွဲပါတယ်ဆိုမှသားသမီးတွေကတဖြုတ်ဖြုတ်ဆင်းရဲတော့ကလေးတွေကြိမ်ဆဲတယ်ဒင်းတော့သေချင်းစိုးနဲ့သေးကုန်ပါမသေးဘူးရမာတာထောင်လို့ဘယ်လန်းထွက်နေနေ RTP ဝင်မဆောင်ဘူးသေဘူးအကျိုးပေးတယ်ဟာမကြဘူးပြိဿမွဲလေသားသမီးပေါ်လေဒါနတော့ဘုရားဟောတဲ့အတိုင်းပြောနေတာဥစ္စတိကလောက်ကြဟောနေတာမဟုတ်ဘူးကိုယ်တိုင်လည်းမလှူဘူးသူများကိုလည်းအလှူမခိုင်းဘူးဆိုတဲ့လူကြတော့သားသမီးချွေရလည်းမရှိစားစရာလည်းမရှိမဟာမြတ်မုနီဘုရားကြီးမြောက်မုတ်ချွင်ခောက်ဆိုတာမျိုးတွေနံပါတ်4အဆိုးဆုံးပေါ့ဒါကြောင့်တရားနာပရိသတ်ကြီးလှူတဲ့ပုဂ္ဂိုလ်4မျိုးတို့တွေနံပါတ်1ရဲ့2ရဲ့3ရဲ့4ရဲ့အဲ့ဒီနံပါတ်4မျိုးပဲနံပါတ်ကြိုက်တော့လူလေဒီအကောင်းဆုံးကြိုက်နောက်ကလူတွေနံပါတ်4ပြန်ကြိုက်ဖြည့်ကိုနံပါတ်ကိုတတ်ကြပရိသတ်ကြီးနံပါတ်4မျိုးထဲမှာအလှပုဂ္ဂိုလ်4မျိုးထဲမှာဘယ်နံပါတ်ကြိုက်တော့အကောင်းဆုံးရွေးကြိုက်နံပါတ်1ကြိုက်ရင်နံပါတ်1နဲ့တူအောင်လုပ်ရလိမ့်မယ်နံပါတ်1ကြိုက်တဲ့လူတွေဆိုတော့လက်တစ်ဖက်ကအိတ်ထောင်နဲ့နိုင်ကိုယ်တိုင်လှူဖို့လေကြံတဲ့လက်တစ်ဖက်ကနီးတဲ့လူပြစ်မထားခဲ့တဲ့ဟိုမှာဇပွဲကုန်ကြီးသွားပြီးတော့ကြုံကြိုက်တုံးလှူကြည့်ကြဆိုသူများခိုင်းကျုပ်တရားတော့ဆင်ပြေနော်ငွေများများရမယ်တရားပေါ့လေဒါကြောင့်နံပါတ်1ကြိုက်လို့ရှိရင်တော့ကိုယ်တိုင်လဲလှူသူများလည်းခိုင်းကြပါနံပါတ်1ဖြစ်အောင်သာကြိုးစားကြပြီးတော့ခိတ္တရဆိုင်လို့ဟာဗတိုင်းပေးမယ်ငတ်မောခေါင်းမှာကကြော်လွှာအများချမ်းသာစီဆိုတဲ့တရားဟာတထေးဖြစ်တဲ့နေရာမှာဏီကုန်းပြန်ချုပ်ပါတယ်ဗျာဒါကြောင့်ဗမာတွေကမမေ့မလျော့မပေါ့မဆာတော့တတိတရားဖြင့်တံပါရိထမိမိတို့ရည်မှန်းသမျှလွယ်လင့်တကူရှိလို့မပင်ပန်းကြပါဘူးဆိုရင်ဖြင့်နောက်ပိုင်းလုံးငန်းဆွေးကဇတ်တော်ကြီးမနာကြခင်တတ်ဆွမ်းသမျှကြိုးစားပြီးတော့လူထောင်နိုင်ကြပါစေကုန်သတည်း